ဒါကတော့ထိုင်းနိုင်ငံစီယမ်ပါရာဂွန်ပေါ့နော်အဲ့ဒီရဲ့ဖူးကောင်းပါရှင်ဒီထိုင်းနိုင်ငံရဲ့ဖူးကောင်းလေးကတော့ဒီပုံစံအတိုင်းလေးပါဒါကတော့ကြာစံနဲ့နံရိုးပေါင်းကို85ဘတ်ပေးရပါတယ်ဒါလို့ကောင်းပါတယ်ကြာစံလေးတွေကလည်းတေးသေးလေးနံရိုးလေးကလည်းနူးဣနေရပဲဒါကတော့ဘယ်ရီတီးဖြော်ရည်ဘတ်80ပါဝက်ခေါင်းနဲ့ထမင်းကိုဘတ်90ဒီဆိုင်ကကြတော့ဈေးကြီးတယ်။သမင်းကျော်ပဇွန်နဲ့ကို250ဘတ်တောင်စာတေးက10ချောင်းကိုဘတ်150ဒါလေးကကြတော့အသားပေါင်း၄ခုပါတယ်69ဘတ်ဒင်းဆန်းလည်းရှိတယ်တစ်ပေါင်းကို69ဘတ်ဒါကတော့မုတ်အချိုလေးတွေဘတ်50သူကကြတော့တစ်မျိုးဘတ်50ဘူး4-5မျိုးလောက်ရောပြီးတယ်ပေါ့နော်ကိုကြိုက်တဲ့ဟာတွေရောလို့ရတယ်